အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မျှဝေပေးမယ့်သင်ခန်းစာလေးကတော့ The Economic Values of Livestock ဖြစ်ပါတယ်မွေးမြူရေးလုပ်ငန်းများ၏စီးပွားရေးအရာတန်ဖိုးများမွေးမြူရေးဟာကမ္ဘာလူသားတွေရဲ့စားနပ်ရိက္ခာဖူလုံမှုအတွက်အလွန်အရေးကြီးပါတယ်တိုးတက်လာတဲ့လူဦးရေနဲ့အသားနို့ဥလိုအပ်ချက်တွေကိုဖြည့်ဆည်းနိုင်ဖို့အတွက်မွေးမြူရေးလုပ်ငန်းတွေကိုတိုးချဲ့လုပ်ကိုင်လာကြပါတယ်မွေးမြူရေးဆိုတာကုန်းနေတတဝါအိမ်မွေးတရိတ်ဆန်တွေကိုဝင်ငွေရဖို့အတွက်စီးပွားဖြစ်မွေးမြူတာဖြစ်ပါတယ်။ကုန်းနေတတဝါအိမ်မွေးတရိတ်ဆန်တွေဆိုတာကလည်းလူသားတွေအတွက်လိုအပ်တဲ့ကုန်စည်နဲ့ဝန်ဆောင်မှုတွေကိုထောက်ပံ့ပေးနိုင်တဲ့စီးပွားရေးအရာတန်ဖိုးရှိတဲ့အိမ်မွေးတရိတ်ဆန်တွေကိုမွေးမြူတာပဲဖြစ်ပါတယ်။မွေးမြူရေးလုပ်ငန်းအတွက်စီးပွားဖြစ်မွေးမြူတဲ့တရိတ်ဆန်အများစုကတော့နွား၊သိုး၊စိတ်ဝက်မြေကျက်ဘဲတို့ပဲဖြစ်ပါတယ်ကုန်စည်မွေးမြူရေးလုပ်ငန်းမှာမွေးမြူတဲ့တရိတ်ဆန်တွေကအသားဥနိုးအမွေသွေးအယိုးစွန့်ထုတ်လိုက်တဲ့အညစ်အကြေးတွေဖြစ်တဲ့မစင်နဲ့သေးတွေအကောင်တစ်ကောင်လုံးကိုကုန်စည်အနေနဲ့ထောက်ပံ့ပေးပါတယ်အသားဥမွေးမြူရေးတရိတ်ဆန်တွေရဲ့အသားနဲ့ဥတွေကလူသားတွေ metabolism အတွက်လိုအပ်တဲ့အာဟာရဖြစ်တဲ့ protein အသားဓာတ်နဲ့ energy စွမ်းအင်တွေရအောင်ကူညီပေးပါတယ်။နို့ကျွဲနွားစိတ်စတဲ့မွေးမြူရေးတရိတ်ဆန်တွေကရတဲ့နို့တွေကလူသားတွေစားတောက်ဖို့အတွက်နို့နဲ့ဒိန်ချင်းဒိန်ငယ်ထောပတ်တို့လိုနို့ဓာတ်ပစ္စည်းတွေကိုထောက်ပံ့ပေးပါတယ်။အမွေသိုးတွေစိတ်တွေရဲ့အမွေးတွေကနေပြီးတော့ဝစ်ဖို့အတွက်သိုးမွေးသားမွေးစတဲ့ချီမြင်တဲ့အထည်တွေကိုရရှိနိုင်ပါတယ်။ဥပမာသိုးမွေးကြီးသိုးမွေးတယ်သွေးနဲ့အယိုးသွေးနဲ့အယိုးတွေကစိုက်ပျိုးရေးလုပ်ငန်းတွေမှာအသုံးပြုနိုင်တဲ့မြေဩဇာတွေကိုထောက်ပံ့ပေးပါတယ်။စွန့်ပစ်အညစ်အကြေးများမွေးမြူရေးတရိတ်ဆန်တွေရဲ့စွန့်ပစ်လိုက်တဲ့အညစ်အကြေးတွေဖြစ်တဲ့သေးနဲ့မစင်တွေကနေပြီးတော့မြေဩဇာတွေထောက်ပံ့ပေးပါတယ်။ဥပမာကြက်ချီနွားချီကြောက်တွေကိုမီးအတွက်လောင်စာအနေနဲ့အသုံးပြုနိုင်ပါတယ်။နွားချီကိုအရေးဖြော်ပြီးတော့အင်္ဂလိပ်တုပ်လိန်ခြင်းဖြင့်အသုံးဝင်သောပစ္စည်းတွေကိုပြုလုပ်နိုင်ပါတယ်။ဥပမာပုတ်တောင်းများနွားတင်းကုတ်များbody အိမ်မွေးတရိတ်ဆန်တွေအဖြစ်မွေးမြူပြီးတော့စီးပွားအဖြစ်ရောင်းချတာတွေစားတဲ့ကုန်စည်တွေအနေနဲ့ထောက်ပံ့ပေးပါတယ်ဝန်ဆောင်မှုမွေးမြူရေးလုပ်ငန်းတွေမှာမွေးမြူတဲ့တရိတ်ဆန်တွေကပို့ဆောင်ဆက်သွယ်ရေးနဲ့စိုက်ပျိုးရေးလုပ်ငန်းတွေမှာ labor ကာယလုပ်သားများအဖြစ်ဝန်ဆောင်မှုအနေနဲ့ထောက်ပံ့ပေးပါတယ်ပို့ဆောင်ဆက်သွယ်ရေးအနေနဲ့လူတွေကိုတည်ယူပို့ဆောင်ပေးတယ်ဥပမာအလူလှဲ့တာအလဲသွားတာငင်းပြိုင်ပွဲတွေမှာစပားတွေကောက်ရိုးတွေတည်တာကုန်ပစ္စည်းတွေတည်ယူပို့ဆောင်ပေးတယ်စစ်ပွဲတွေမှာရိတ်ခါတွေကိုတည်ယူပို့ဆောင်ပေးပါတယ်စိုက်ပျိုးရေးလုပ်ငန်းအနေနဲ့လဲထွန်ခြင်းကောက်ရိုးတွေတည်ယူခြင်းစကြက်မြေလွတ်ခြင်းတွေမှာကာယလုပ်သားများအဖြစ်အကူအညီပေးပါတယ်ဒါကြောင့်မွေးမြူရေးလုပ်ငန်းတွေမှာမွေးမြူတဲ့တရိတ်ဆန်တွေကလူသားတွေအတွက်ကုန်စည်နဲ့ဝန်ဆောင်မှုတွေကိုထောက်ပံ့ပေးတဲ့အတွက်ကြောင့်စီးပွားရေးအရာအလွန်တန်ဖိုးရှိပါတယ်။မွေးမြူရေးလုပ်ငန်းရဲ့စီးပွားရေးအရာတန်ဖိုးရှိမှုအချက်၉ချက်ရှိပါတယ်။စာကြည့်ရလွယ်အောင်နဲ့မမေ့အောင်လို့အလွယ်မှတ်နည်းလေးနဲ့မှတ်ထားပါမယ်။မေမေဖေဖေလာလို့ဗိုက်စာပြီ။မေမေဖေဖေလာလို့ဗိုက်စာပြီ။မေမေကမာသားဆိုတော့အတူက M မေမေဖေဖေက father ဆိုတော့အတူက F ဖေဖေလာလို့ဆိုတော့ L လာလို့ by B စာ X P P by စာပြီမေမေဖေဖေလာလို့ဗိုက်စာပြီM နှလုံး F နှလုံး L နှလုံး BSB T meat အသား2 milk no
3 fiber ချီမြင့်များ4 fertilizer မြေဩဇာ5 labor ကာယလုပ်သားများ6 land management မြေယာစီမံခန့်ခွဲမှု breeding သားဖောက်ခြင်း sports အားကစား pets industry အိမ်မွေးတိရစ္ဆာန်မွေးမြူရေးလုပ်ငန်းတို့ဖြစ်ပါတယ်မွေးမြူရေးလုပ်ငန်းကလူသားတွေအတွက်စီးပွားရေးတန်ဖိုးအရေးသွေးများစွာစီပါတယ်အသားတွေနို့နဲ့နို့ထွက်ပစ္စည်းတွေချီမြင့်တွေမြေဩဇာတွေကာယလုပ်သားမြေယာစီမံခန့်ခွဲမှုသားဖောက်မွေးမြူမှုအားကစားနဲ့အိမ်မွေးတိရစ္ဆာန်မွေးမြူရေးလုပ်ငန်းတို့ဖြစ်ပါတယ်။ချက်သားဝက်သားစားတဲ့အသားတွေကနေပြီးတော့ protein နဲ့ energy ဆိုတဲ့အသားနဲ့စွမ်းအင်တွေကိုရရှိပါတယ်။ကျွဲ၊နွား၊စိတ်စသည်တို့ရဲ့နို့တွေကနေနို့နဲ့နို့ထွက်ပစ္စည်းတွေကိုရရှိပါတယ်။စိတ်၊ယုံစတဲ့မွေးမြူရေးတိရစ္ဆာန်တွေကရတဲ့အမွှေးတွေကနေပြီးတော့ချီမြင့်တဲ့ချီတဲ့တွေကိုရရှိပါတယ်။မွေးမြူရေးတိရစ္ဆာန်တွေကနေစွန့်ပစ်လိုက်တဲ့မစင်နဲ့သေးတွေကနေပြီးတော့မြေဩဇာအင်္ဂရေနဲ့နောင်စာတွေကိုရရှိပါတယ်။နွားတွေမြင်းတွေကိုဆွဆွဲရနေရမှာကာယလုပ်သားတွေအနေနဲ့အစားထိုးအသုံးပြုနိုင်ပါတယ်။စိုက်ပျိုးရေးလုပ်ငန်းတွေမှာပေါင်းမြတ်တွေနဲ့ချုံမင်တွေကိုရှင်းလင်းမှုအတွက်စကြက်မြေလွှတ်ခြင်းအပြင်မြေယာတွေကိုစီမံခန့်ခွဲနိုင်ပါတယ်။စီးပွားရေးတန်ဖိုးအနေနဲ့မြင်းများကိုတားဖောက်မွေးမြူခြင်းများပြုလုပ်နိုင်ပါတယ်။မြင်းပြိုင်ပွဲအတွက်နဲ့ပိုလိုအားကစားနည်းတွေအတွက်မြင်းတွေကိုမွေးမြူနိုင်ပါတယ်။အိမ်မွေးတိရစ္ဆာန်များအဖြစ်စီးပွားဖြစ်ရောင်းချနိုင်ပါတယ်။ဒါကြောင့်မွေးမြူရေးလုပ်ငန်းမှာမွေးမြူတဲ့တိရစ္ဆာန်တွေကလူသားတွေအတွက်ကုန်စည်နဲ့ဝန်ဆောင်မှုတွေကိုထောက်ပံ့ပေးတဲ့အတွက်စီးပွားရေးအရာအလွန်တန်ဖိုးရှိပါတယ်။အားလုံးကိုကျေးဇူးတင်ရှိပါတယ်ရှင်။